皆さん、こんにちは。လိမ္မာဆရာတွင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2လပိုင်းနဲ့3လပိုင်းမှာ GFT တကုတိဖြည့်ခြင်းနဲ့ဖြည့်ခြင်းတဲ့လူတွေကအခုကရနေပြီးတော့မှအလိမ္မာစီမှာကြိုတွင်စရင်ပေးထားလို့ရပါပြီနော်။တခါမှမဖြည့်ဘူးတဲ့လူတွေအတွက်ဆိုလို့ရှင်လေ ID user ကနေအစဖြည့်ပြီးလို့အောင်လက်မှတ် PDF file ထုတ်ပေးတဲ့အထိတာဝန်ယူပြီးတော့မှဆောင်ရွက်ပေးပါရနော်။ဒီစာပေ fee ကလည်း GFT တကုတိပဲ ဖော်မဆို1000ခွဲဖြစ်ပါတယ်ခိုင်းကောဆိုလို့ရှိရင်တော့မြန်မာပိုင်း1000ဂျပန်ပိုင်း1000ဖြစ်ပါတယ်အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအခုရေးပေးထားတဲ့ဖုန်းနံပါတ်ဒါမှမဟုတ်လို့ရှိရင်လည်း Viber Telegram မှာအခုဒီဖုန်းနံပါတ်လေးနဲ့ပဲရိုက်ရှာပြီးတော့မှလာရောက်စုံစမ်းနိုင်ပါတယ်ရှင့်ဒါဆိုလို့ရှိရင်တော့စားကြရအောင်နော်တက်ကြီးရွယ်အိုများတွင်အစာစားပြီးနောက်အဆုတ်ရောင်ယောဂအဖြစ်များရခြင်းအကြောင်းအရင်းမှာပဲနီးတဲ့အစာများလေပြွန်သေးတို့မားဝင်သွားတော့ကြောင့်နှစ်ရေအရန်တောက်တော့ကြောင့်3လမ်းလျှောက်နေတော့ကြောင့်ဆိုတော့လုံးဝမဖြစ်နိုင်တာကနံပါတ်3ပေါ့နော်ဒီအစာရည်နဲ့လမ်းလျှောက်တာနဲ့ဘာမှမသက်ဆိုင်နော်ဆိုတော့နံပါတ်1ကိုစဉ်းစားမယ်အစာများလေပြွန်သေးတို့မားဝင်သွားတော့ကြောင့်ဆိုတော့ဒီအဖြေလေးကမှန်ပါတယ်နော်ဘာလို့လဲဆိုရင်ဒီလူတွေကအသက်ကြီးလာပြီဆိုရှင်မျိုးချတဲ့ကြွက်သားတွေကအားနေလာပြီးတော့မှဒီအစာဒါမှမဟုတ်လို့ရှင်တတွေးတွေကိုလေပြွန်ကနေတဆင်းပြီးတော့မှဒီအဆုတ်ထဲဝင်ပြီးတော့ပိုးဝင်ခြင်းတရားမှာဖြစ်စေရပေါ့နော်ဒီအလေပြွန်တွေကိုမားဝင်သွားပြီးတော့ဒီအဆုတ်ထဲဝင်ပြီးတော့ပိုးဝင်ခြင်းတော့ဖြစ်စေရအတွက်အဖြစ်မှန်နံပါတ်1ဖြစ်ပါတယ်နံပါတ်2ရေရမ်းတောက်တော့ကြောင်းဆိုတာလည်းမဟုတ်ပါဘူးနော်နောက်တစ်ခုကတော့မညံချိုရင်မှုရှိသူကတနေရာတဲတွင်ပဲထခါတည်းလမ်းလျှောက်နေပါကမိသူလှုပ်ဆောင်ရမည်နေတဲ့မသွားနိုင်အောင်ကလထိုင်တွင်ခြိထားရမည်နဲ့အခန်းထဲတွင်ပိတ်ထားရမည်3လူနာဤဘေးကင်းမှုကိုကျူးဆိုင်ပေးပြီးတနင်္လာနေ့အတူတူလမ်းလျှောက်ပေးရမည်ဆိုတော့အဖေမှန်ကနံပါတ်3ဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဘိုးဘွားကြီးနဲ့အတူတူရှိနေတယ်ဆိုခံစားချက်ပေးပြီးတော့မှအတူတူလမ်းလျှောက်ပေးမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဒါကြောင့်မို့အဖြစ်မှန်နံပါတ်3မသွားနိုင်အောင်ကလထိုင်တွင်ခြိထားရမည်ဆိုတာလည်းမဟုတ်ဘူးဒါဆိုရင်အတင်းအဓမ္မဒီဖိနေသူတော်ဖြစ်တယ်နော်နှစ်ကအခန်းထဲတွင်ပိတ်ထားရမည်ဆိုတာကလည်းဒါမဟုတ်ပါဘူးအဖြစ်မှန်ကနံပါတ်3ဖြစ်ပါတယ်ဒီမဲ့ရန်ချိုးရင်နဲ့နင်းချိလျှော်ဘိုးဘွားတွေရဲ့လှုပ်ရှားမှုအတင်းကျပ်သားစီးတာတွေကဒီလူအခွင့်အရေးချိုးဖောက်ခြင်းဖြစ်တဲ့အတွက်လုံးလို့မရပါဘူးအဲဒါကြောင့်မလို့အဖြေမှန်တဲ့အဖြေတင်းနေမဟုတ်ဘူးเนาะအဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်နောက်တစ်ခုကတော့ C1 တန့်ရှင်းလုပ်ပေးရရင်ကုသယောဂကာကွယ်ခြင်းအတွက်မိသည့်အချက်ကအမှန်ဆုံးနည်းတစ်လက်အိတ်ဆွရမလို့ပါလုံးဝမှာเนาะဘာမဆိုဒီ C1 မဟုတ်တခြားဘာလို့လက်အိတ်ဆွပေးဖို့လိုရနံပါတ်1ကမှာအရှိမအနောက်တို့တုတ်ပေးရမည်3အနောက်မှအရှိတို့တုတ်ပေးရမည်ဆိုတော့ဒီမေးခွန်းလေးကဒီအလိမ္မာဗီဒီယိုတွေအလိမ္မာဗီဒီယိုရဲ့ကြည့်နေမယ်လူတွေဆိုတော့သိရပါတော့ဒီမေးခွန်းလေးက2ခေါက်လောက်ပါတယ်ဒါနဲ့ဆိုရင်လေဘာလို့ဆောင်းမမခဏမေးတယ်လို့ထည့်ထားပေးရဖြစ်တယ်ပေါ့နော်အဖြစ်မှန်နံပါတ်1ဖြစ်တယ်အရှိကနေအနောက်တို့တုတ်ပေးရမှာပေါ့နော်အနောက်ကနေအရှိကိုတုတ်မယ်ဆိုရင်ဒီ CD1 တွေကဒီပြန်ပြီးတော့မပေးသွားနိုင်ညက်ပတ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်နံပါတ်1အရှိကနေအနောက်တို့တုတ်ပေးရမှာဖြစ်ပါတယ်ဒီစအိုအနောက်ဘက်ကနေပိုးမွားတွေစီးလန်းကြောင်းအရှိတွေမဝင်စေဖို့အတွက်အရှိမအနောက်တို့တုတ်ပေးခြင်းကကူးစက်မှုကိုကာကွယ်နိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြစ်မှန်ကနံပါတ်1ဖြစ်ပါတယ်နောက်တစ်ခုကတော့အမြင်အာရုံချို့ရင်တော့မျက်စိမမြင်ရတော့ဒီဘိုးဘွားတွေပေါ့နော်လူနာတွေအားလမ်းလျှောက်ကူညီရရင်ပြုစုလူကမိတို့နေရမည်နေတဲ့လူနာ၏နောက်မှသွန်းပေးရမည်နဲ့လူနာ၏ရှိသလန်းအကွာမှနေပြုစုတွေတောင်စစ်တို့ပခုံးကိုကင်ခိုင်းရမည်3လူနာကိုယ်တိုင်လမ်းလျှောက်ခိုင်းရမည်ဆိုတော့ကိုယ်တိုင်လမ်းလျှောက်တာတော့ဟုတ်တယ်နော်ဒါပေမဲ့ဒီမျက်စိမမြင်ဘူးအမြင်ချိုရင်းနေရလူဒီတိုင်းတယောက်တည်းလမ်းလျှောက်ခိုင်းလို့မရဘူးเนาะလမ်းလျှောက်ဖို့အတွက်ကူညီရမယ်အဲ့တော့နံပါတ်3ကလုံးဝမဖြစ်နိုင်ဘူးလူနာအနောက်မှသွန်းပေးရမယ်ဆိုလို့ရှင်ဒီဘိုးဘွားတွေလူနာရဲ့အရှိတော်မှမောက်လဲကြသွားတယ်เนาะအဲကြောင့်လို့အဖြစ်မှန်နံပါတ်1လည်းမဟုတ်တဲ့အတွက်အဖြစ်မှန်နံပါတ်2ဖြစ်တယ်ဒီလူနာတွေရဲ့ရှေ့တလန်းကွာနေပြီးတော့ပြုစုတွေရဲ့ဒါစစ်တို့မှပခုံးကိုကင်ခိုင်းရမည်ဆိုတော့ဒီပြုစုတို့ကရှိမှာပေါ့เนาะပြုစုတို့ကရှိမှနေရမယ်ဒီလူနာတော့ဘိုးဘွားအနောက်မှနေပြီးတော့မှပြုစုရောက်တွေတောင်စစ်တို့မှပခုံးကင်ခိုင်းရမှာဖြစ်ပါတယ်ဒီဘိုးဘွားတွေကပြုစုတွေကိုအားပြုကင်ထားခြင်းဖြင့်ရှေ့တွင်ပါရှိကိုခံမှန်းနိုင်ပြီးတော့လုံခြုံမှုရှိစေမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့တက်ကြီးရွယ်အိုတူဤဂုံတိတ်ခါကိုလေးစားခြင်းဆိုဒီမှာအဖေနီးတဲ့
လူနာ၏ဆန္ဒကိုလစ်လျူရှုပြီးပြုစုစစ်သူစိတ်ကြိုက်လှုပ်ဆောင်ခြင်းနှစ်လူနာကိုကလေးတယောက်လိုဆက်ဆံခြင်းသုံးလူနာအားလူအသက်ဦးအဖြစ်လေးစားပြီး၎င်း၏ကိုယ်ပိုင်ဘဝနဲ့ဆန္ဒကိုတန်ဖိုးထားခြင်းဆိုတော့အဖြစ်နံပါတ်3ပေါ့အရန်ကိုလွယ်ကူတယ်နော်ဘာလို့လဲဆိုရင်နံပါတ်2ကိုစဉ်းစားကြည့်မယ်ဆိုရင်ဘိုးဘွားတွေကိုကလေးတယောက်လိုသွားပြီးတော့ဆက်ဆံရမှာမဟုတ်ဘူးเนาะကလေးတယောက်တွေလိုပြုစုပြီးတော့အဲ့လိုမျိုးသွားပြီးတော့ထိမ့်သိမ့်ရမှာမဟုတ်ပါဘူးဒီလူဘိုးဘွားတွေရဲ့ဆန္ဒကိုလစ်လျူရှုပြီးတော့ပြုစုလို့စိတ်ကြောက်လို့ဆိုတာမှလည်းမဟုတ်ဘူးเนาะပြုစုသူဆိုတာဘိုးဘွားတွေကိုကူညီပေးရမှာဖြစ်တယ်ဖိမှန်ပေးရမှာဖြစ်တဲ့အတွက်ဘိုးဘွားတွေရဲ့ဆန္ဒကိုအလေးထားပေးရမှာဖြစ်ပါတယ်ဆိုတော့အဖြေမှန်ကနံပါတ်3လူနာအားလူတဦးအဖြစ်လေးစားပြီး၎င်းကိုယ်ပိုင်ဘဝနဲ့ဆန္ဒကိုတန်ဖိုးထားခြင်းဆိုတာလေးဖြစ်ပါတယ်ဒီဘိုးဘွားတွေကအခြားသူရဲ့အကူအညီလိုအပ်နေပေမဲ့လည်းဒီမိမိရဲ့ဂုဏ်တိတ်ခါနဲ့ကိုယ်ပိုင်ရွေးချယ်ကိုလေးစားခံရပိုင်ခွင့်ရှိပါတယ်အပြည့်အဝရှိပါတယ်အားကြောင့်မလို့အဖြစ်မှန်ကနံပါတ်3ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီခိုင်းကောနဲ့ပတ်သက်တဲ့ sharing နဲ့အများကြီးလုပ်ပေးမှာဖြစ်တဲ့အတွက် channel လေးကိုလည်း like and subscribe လုပ်ပေးသွားပါအောင်နော်